လုံးပဲမင်္ဂလာပါရှင်ညီမအခုရောက်ရှိနေတာကတော့ထိုင်းနိုင်ငံရဲ့တော့ဝန် developer ဖြစ်တဲ့ Sansiri ကနေဆောက်လုပ်ပေးသွားမယ့်ဆက်ပိုင်း Sansiri ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်အခုညီမမိတ်ဆက်ပေးသွားမယ့်ဆက်ပိုင်း Sansiri ကိုဆိုလို့ရှိရင် developer ဘက်ကနေပြီးတော့တစ်နှစ်အတွင်းမှာ12ရာခိုင်နှုန်းအမြတ်ရရှိမယ်လို့အာမခံပြီးရောက်ချပေးနေရပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဆက်ပိုင်း Sansiri ကနေပြီးတော့အခုလက်ရှိပထမဦးဆုံး85ခန်းကို VVIP ဈေးနှုန်းနဲ့ရောက်ချပေးနေရဖြစ်ပြီးတော့နောက်ထပ်85ခန်းရောင်းရတိုင်းမှာ 5% 4% 3% ဆိုပြီးတော့တစ်နှစ်အတွင်းမှာ12ရာခိုင်နှုန်းအထိအမြတ်ရရှိလာအောင်ထိအာမခံပြီးရောက်ချပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့စောစောဝယ်ယူလေအမြတ်များများရနိုင်လေဆိုတဲ့ project ပဲဖြစ်ပါတယ်။ဒီ project လေးကဆိုလို့ရှိရင်28 August လမှာပြီးစီးမဲ့ project လေးဖြစ်ပြီးတော့ဆိုလို့ရှိရင်38လွှာပါရှိမှာဖြစ်ပါတယ်။အခန်းဆိုလို့ရှိရင်တော့900ကျော်ထည့်သွင်းပြီးတော့ဆောက်လုပ်ပေးထားပဲဖြစ်ပါတယ်ရှင်။သူ့မှာဆိုလို့ရှိရင်အခန်းမျိုးစား2မျိုးရှိပါမယ်။ပုံမှန် simple ရိုးရိုးနဲ့သူ့ရဲ့ loft type ပေါ့နော်။ဒီအခန်းတစ်ခန်းမှာဆိုလို့ရှိရင်တစ်ထပ်ရှိမဲ့ပုံစံမျိုးသွားထားတာဖြစ်ပြီးတော့သူကပထမဒီရိုးရိုးအခန်းပြီးရင် low ရိုးရိုး low ဆိုပြီးတော့3ပိုင်းအဲ့လိုမျိုးပြန်ပြီးတော့အလွှာလိုက်ကလေးပြန်သွားပေးထားတာမျိုးပဲဖြစ်ပါတယ်။ဒါကညီမတို့ဒီ project ရဲ့ဒီနေရာလေးဖြစ်ပါတယ်။ဒီ project ရဲ့ဒီနေရာလေးကဆိုလို့ရှိရင်ဒီမှာတော့ map ပေါ်ရဲ့လမ်းမပေါ်မှာရှိတယ်။ပြီးတော့လို့ရှိရင်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်တော့ညီမတို့ဒီမြန်မာတွေအကြိုက်များတယ်ဒီ investor တွေအကြိုက်များတဲ့အစိမ်းရောင် line ဒီအစိမ်း line ပေါ်မှာတည်ရှိတယ်ပေါ့နော်ညီမတို့ဒီ project ကနေပြီးတော့အစိမ်း line အထိကိုဆိုလို့ရှိရင်တော့ shuttle bus ကိုနေ့တိုင်းပြေးဆွဲပေးသွားမှာဖြစ်တယ်သူ့ရဲ့အားသာချက်ကကြတော့ဒီဘက်ကအစိမ်း line ဒီမှာဆိုလို့ရှိရင်တော့အပြာ line ပြီးတော့ဒီဟာရဲ့ဒီအနီးသုံးမှာဆိုလို့ရှိရင် counting market ကဟင်းသီးဟင်းရွက်တွေအသားငါးတွေအကုန်လုံးလက်လီလက်ကရောက်ချပေးနေတဲ့ဈေးလို့လေလူတွေကတီးကြတယ်ဒါအပြင်ကိုမှ1 bank out တို့ဒီ District Central Park တို့လည်းအနီးဆုံးမှာတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ project ကြီးကနောက်ပိုင်းကျလို့ရှိရင်ပို့ပြီးတော့ investor တွေအနေနဲ့လည်းပို့ပြီးတော့စိတ်ဝင်စားလာနိုင်တယ်ဒါအပြင်လက်ရှိအဆိုတင်သွင်းရရှိတဲ့ဒီ6ဖျားမြစ်တဝိုက်မှာရှိတဲ့ဒီ Casino Project ဒါဖွင့်လှစ်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီဟာရဲ့ area အနီးနားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ project ကလုံးဝကိုမှ investor တွေအတွက်စိတ်ဝင်စားဖို့ရော invest လုပ်ဖို့ရောအကောင်းဆုံးပဲဒီ project ဒီပတ်ဝန်းကျင်ဒီနေရာကဒီဈေးနဲ့ဒါတစ်ခါပဲရမှာနောက်တစ်ခါမရနိုင်တဲ့ဈေးဖြစ်တယ်ညီမအခုလက်ရှိရောက်ရှိနေတာကတော့ဆက်ပိုင်း Sansiri ရဲ့ simplest အမျိုးအစားတွေက one bed အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းလေးမှာဆိုလို့ရှိရင်အခန်းတစ်ခန်းအိမ်ခန်းရေချိုးခန်းအိမ်သာအပြင်ပြီးဖို့ချောင်းပါမှာဖြစ်ပါတယ်ဒါအပြင်ပေါ်မှာ balcony လေးလည်းပါမှာဖြစ်ပြီးတော့ဒီဆက်ပိုင်း Sansiri ရဲ့အားသာချက်ကဆိုလို့ရှိရင် fully furnished ဖြစ်တဲ့အပြင်ကိုမှ electrical appliance တွေဖြစ်တဲ့wishor set တွေရေခဲတက်တာတွေကိုပါထည့်သွင်းပေးသွားမှာဖြစ်ပါတယ်ငွေရဆိုခေါင်းအစွတ်တွေအပြင်ကိုမှလိုက်ကာတွေကိုလည်းထည့်သွင်းသွားမှာဖြစ်လို့လူချင်းမျိုးအနေနဲ့ဒီခန်းကိုရင်းနှီးမြှုပ်နှံပြီးသားပြီဆိုလို့ရှိရင်တော့ lucky 8လေးဆွဲပြီးတော့တက်လာရုံနဲ့အဆင်ပြေမဲ့ project လေးပဲဖြစ်ပါတယ်အခုဒီခန်းလေးကဆိုလို့ရှိရင်ဆက်ပိုင်း Sansiri မှာလူတိုက်အများဆုံးလို့ပြောလို့ရတယ် loft တိုက်အခန်းလေးပဲဖြစ်ပါတယ်ဒီခန်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အခန်းတစ်ခန်းထဲမှာပဲအထက်နှစ်ထပ်ပါတယ်ဆိုတော့ခန်းစားချက်မျိုးရရှိမဲ့အခန်းပုံစံမျိုးဖွဲ့ပေးထားတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် high ceiling ကိုလည်းထည့်ပေးထားတာဖြစ်လို့အခန်းကပိုကျဲတဲ့အပြင်ကိုမှကိုယ်ပိုင် channel ဝင်းနဲ့နေရတဲ့ခန်းစားချက်မျိုးရတဲ့အထီကိုမှကျဲဝင်းနေရမှာဖြစ်တယ်ဒီခန်းမှာဆိုလို့ရှိရင် one bed room one bed plus နဲ့ two bed room ဆိုပြီးတော့ရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်ဒီခန်းကိုဆိုလို့ရှိရင်မိသားစုများပြီးတော့ကျဲလေးနေချင်တဲ့သူဆိုလို့ရှိရင်တော့ဒီခန်းကိုလုံးဝရွေးချယ်သင့်ပါတယ်ဒီခန်းအတွက်ကိုလည်းဒီဆိုဖာကလေးမှုရတဲ့အပြင်ကိုမှ electrical appliance တွေကိုလည်းထည့်ပေးထားမှာဖြစ်ပြီးတော့ aircon ၄လုံးအထိပါဝင်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ project လေးတွေရဲ့ payment တန်းလေးတွေကိုနားထောင်ကြည့်လိုက်ရအောင်နော်ဒီ project ကဆိုလို့ရှိရင်2028 August လမှာပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့30ရာခိုင်နှုန်း down payment ပေးသွင်းရုံနဲ့နှစ်သက်တဲ့အခန်းလေးကိုကြိုတင်ရရှိနိုင်မှာပဲဖြစ်ပါတယ်ကြန့်ရှိတဲ့80ရာခိုင်နှုန်းကိုတော့ project BC မဲ့2028 August မှာဒါပေးသွင်းနိုင်မှာဖြစ်လို့3နှစ်တိတိငွေစုချင်ရရှိမှာဖြစ်ပါတယ်ရှင်ညီမကတော့ Global Real Estate က Human Win ပဲဖြစ်ပါတယ်အခုလိုမျိုး impact သုံးလို့ကောင်းမဲ့အခန်းတွေရောကိုယ်တိုင်နေလို့ကောင်းမဲ့အခန်းတွေရောကိုအမြဲမပြတ်တင်ပေးသွားမှာဖြစ်ပြီးတော့ထိုင်းနိုင်ငံရဲ့ internet ဆိုင်ရာတည်ထိုက်တဲ့ knowledge လေးတွေကိုလည်းအမြဲတမ်းတင်ပေးသွားမှာဖြစ်လို့ညီမတို့ရဲ့ Global Real Estate ကို like and follow လုပ်ပါလို့လည်းမမေ့နဲ့ဘူးเนาะမေးချင်တာလေးတွေရှိရဆိုလို့ရှင်လည်း comment မှာချန်ထားခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်